ညဘက်ကြီးရေချိုးကန်ထဲမှာနှစ်ယောက်သားလဲအိတ်နေကြတော့တကားမှာတစုံတစ်ခုကပုံစံပြက်ပြီးတိုးဝင်လာခဲ့ပါတယ်ဒါကိုမြင်ချင်းပဲကြော်ကအရေးပေါ်စနစ်ကိုချက်ချင်းလှမ်းဖွင့်လိုက်တော့တာပါပဲခဏအတွင်းမှာပဲရေချိုးကန်ကြီးကအလိုလျောက်အဆင့်မြင့်တင်မှုတွေပြုလုပ်ပြီးရေချိုးကန်ထဲကိုစီးနှင်းဝင်ရောက်ဖို့စူးစမ်းတဲ့ကောင်းကြီးလူသက်သမားကိုချုံနှောင်လိုက်ပါတယ်ပရိတ်ကပြန်ရုံထွက်ဖို့စူးစမ်းပေမဲ့လုံးဝလှုပ်လို့မရတော့ပါဘူးအဲ့ဒီနောက်ရေချိုးကန်ရဲ့အရေးပေါ်ထွက်ပြေးလွတ်မြောက်ရေးစနစ် emergency escape system ပွင့်သွားပြီးသူတို့နှစ်ယောက်ပါတဲ့ရေချိုးကန်ကြီးဟာကောင်းကင်ဘုံကိုပေပေါင်းများစွာဒုံးပြန်လို့ပြစ်လွတ်ခြင်းခံလိုက်ရပါတယ်2မိနစ်မှကပြန်တန်းပြီးတဲ့နောက်မှာတော့မိုင်းပေါင်းများစွာဝေးတဲ့ရေကန်ကြီးတစ်ခုတည်းကိုထိုးကျသွားခဲ့ပါတယ်ကြော်ကရေချိုးကန်ထဲမှာလေအိတ်တွေကြိုတင်ပြင်ဆင်ထားခဲ့လို့ကံကောင်းစွာနဲ့ပဲအသက်ဘေးကနေလွတ်မြောက်ခဲ့ကြပေမဲ့ကောင်းပြည်လူသက်သမားကတော့လုံးဝရက်တက်မသွားခဲ့ပါဘူးအဲ့ဒီညမှာပဲမီးဟုံးတောက်နေတဲ့ဘူဒိုဇာကြီးကိုမောင်းပြီးပရိတ်တို့ကုန်းအောင်နေတဲ့နေရာစီဓာတ်ရိုက်ဥတီဝင်ရောက်လာခဲ့ပါတယ်အဲ့ဒါကိုရုပ်မြင်သံကြားစကရင်ကနေမြင်လိုက်ရတဲ့ကြော်ကဘာကိုမဆိုချက်ချင်းရေခဲသွားစေနိုင်တဲ့အထူးမိသက်စေဘူးကြီးကိုကင်ပြီးအပြင်ကိုပြေးထွက်သွားခဲ့ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲဝင်လာတဲ့ဘူဒိုဇာကြီးတစ်ခုလုံးကိုအေးခဲပြီးရေခဲတုံးကြီးဖြစ်သွားအောင်စွမ်းဆောင်လိုက်ပါတယ်ဒါပေမဲ့အခြားကောင်းပြီးကလည်းအိမ်ထဲကိုအတင်းဝင်ရောက်ဖို့ကြိုးစားလာကြပြန်ပါတယ်တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံးကြော်ကအိမ်ရဲ့နောက်ဆုံးကာကွယ်ရေးစနစ်ကိုဖွင့်လိုက်တဲ့အခါတကားတွေနဲ့တင်းပေါက်တွေအားလုံးတံမဏိအတားအဆီးတွေနဲ့ပိတ်သွားခဲ့ပါတယ်သို့တော်လည်းတံမဏိတကားကြီးလုံးဝမပိတ်ခင်မှာပဲကောင်းကြီးကသူ့ရဲ့ခြေထောက်ကိုအပေါက်ဝတဲ့အပိုင်ထိုးထည့်လိုက်ပါတယ်မိန်းကလေးကခြေထောက်နဲ့ကန်ထုတ်ဖို့ကြိုးစားပေမဲ့ကောင်းကြီးကတံမဏိတကားကိုပြန်တွန်းဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာကြော်ကပြင်းအားမြင့်လျှက်စစ်တန်နဲ့ကောင်းကြီးကိုအရေးပေါ်တိုက်ခိုက်လိုက်ပါတယ်ကောင်းကြီးတို့တွေဟာလျှက်စစ်တန်လိုက်စွမ်းရင်တိုက်ခိုက်မှုကိုကြောက်ကြတာကြောင့်အခြေအနေကိုကြော်ကတည်ငြိမ်စွာနဲ့ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်ဒါပေမဲ့ပိုမိုတို protected ရှိတဲ့ကောင်းကြီးတို့တွေထပ်မံရောက်ရှိလာပြီးလေဆာတွေနဲ့တကားကိုဖျက်တောက်ဖို့ကြိုးစားလာတဲ့အခါကြော်တို့နှစ်ယောက်ဟာနောက်ဆုံးခိုင်ခန့်အောင်လှုပ်ထားတဲ့အခန်းတစ်ခန်းထဲကိုစုပ်ခွာပုံအောင်ခဲ့ကြပါတယ်ကောင်းကြီးတို့တွေလေဆာနဲ့တကားကိုပေါက်အောင်ဖောက်နေတာကိုစကရင်ကနေကြည့်ရင်ကြော်ကခလုတ်တစ်ခုကိုအေးဆေးစွာနှိပ်လိုက်ပြီးသူတို့နှစ်ယောက်ကိုတခြားအခန်းတစ်ခုထဲသို့ကြားတယ်လီပို့ teleport လုပ်ပြီးပို့လိုက်ပါတယ်နောက်ထပ်ကောင်းကြီးတစ်ကောင်ထပ်ရောက်လာချိန်မှာတော့ကြော်ကအမောင်ထဲမှာပုံနေရင်အတိုင်းတာကူစက်ပစ္စည်း dimensional device တစ်ခုကိုစတင်ဖွင့်လှစ်လိုက်ပါတော့တယ်